ဝမှာနေရထိုင်ရတတ်တောင့်တတဖြစ်ခြင်းကိုယ်စိတ်ကိုဒီလိုလေးလေ့ကျင့်နေတိုင်းကြည့်လိုက်ပါတစ်ဘာကိုမှပုံသိတွက်မထားပါနဲ့နှစ်ဘယ်အရာကိုမှဆွဆွလန်းလန်းစုပ်ကိုင်မထားပါနဲ့သုံးဘယ်သူကိုမှအာကိုတကြီးမိကိုမနေပါနဲ့လေးတယောက်ယောက်အပေါ်မှာမျောလင့်နေရတာမျိုးကိုမဖြစ်ပါစေနဲ့ငါကိုအာပြုတတ်တဲ့အလေးကျင့်ကိုမွေးမြူပါ6ကိုလက်ခံနိုင်စွမ်းရှိသူဖြစ်အောင်ကြိုးစားပါ9ကိုပြုပြင်နိုင်စွမ်းရှိသူဖြစ်အောင်လေ့ကျင့်ပါ10ကိုအပြစ်တင်နေတာမျိုးကိုရှောင်ကျဉ်ပါ9စိတ်တိုင်းမကျဖြစ်လာတဲ့အခါဥပေက္ခပြုနိုင်အောင်ကြိုးစားပါ10ကံရဲ့သဘောတရားနဲ့ကြောင်းကျိုးဆက်ဆက်မှုသဘောတရားကိုဆင်ခြင်ကြည့်ဖို့မမေ့ပါစေနဲ့11အရေးကြီးဆုံးကတတိတရားဆိုတာသဘောပေါက်ပြီးဘာပဲကြုံတတိလက်လို့မဖြစ်အောင်ကြိုးစားပါကဲလက်တွေလိုက်နာကျင့်သုံးကြည့်လိုက်ပါသိကြပါတယ်နေရတာတတ်တာ